Hello everyone, welcome back to Jewel Diary. ဒီနေ့မှာတော့ Jewel Diary တို့ကထိုင်းနိုင်ငံရောက်ရင်မဖြစ်မနေသွားလည်တဲ့ iconic လမ်းမတစ်ခုဖြစ်တဲ့ Wat Arun Temple ကိုသွားလည်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။ကျမတို့ကတော့ဘန်ကောက်မြို့ရဲ့ traffic ကိုကြောက်တဲ့အတွက်ဆိုင်ကယ်နဲ့ပဲသွားဖို့ရွေးချယ်လိုက်ပါတယ်။အခုဆိုင်ကယ်က OTV မောင်းနေရကတော့ Grand Palace ကိုဖြစ်ပါတယ်။ Grand Palace ကိုရောက်သွားတဲ့အချိန်မှာကျတော့အထဲဝင်ဖို့အတွက် ticket တန်းစီရတာကလူတွေမနေမနှောဖြစ်နေရတဲ့အထဲတော့မဝင်ဖြစ်ခဲ့ဘူးပေါ့နော်။ Wat Arun Temple ကိုတော့ Grand Palace ရဲ့ဘေးနားတစ်လျှောက်ကနေလမ်းလျှောက်သွားပြီးတော့မှကြောက်ဖျားမြစ်ကိုကူးသွားရင်ရောက်ပြီပေါ့နော်။အခုမြင်တွေ့နေရတာကတော့ Ministry of Defence Thailand မြန်မာလိုဘာသာပြန်ရင်တော့ထိုင်းကာကွယ်ရေးဝန်ကြီးဌာနလို့ပြောရမှာပေါ့နော်။ဒါကတော့ Grand Palace ရဲ့အရှိနာမှာရှိရပါ။အဆောက်အဦပုံစံတွေကတော့ European Style building တွေဖြစ်ပါတယ်။1800ပြည့်နှစ်တွေလောက်ထဲကတည်ဆောက်ထားတာလို့သိရပါတယ်။ဆိုင်ကယ်ရီနဲ့လာကြတာဆိုတော့တငယ်ချင်းတွေမဆုံသေးရနဲ့ Grand Palace ရှိမှာတငယ်ချင်းတွေကိုစောင့်နေရပါဒါကတော့ Grand Palace ဖြစ်ပါတယ်ရှင်။အထဲကိုမဝင်ပြစ်ခဲ့ပေမဲ့အပြင်ကနေရိုက်ကူးခဲ့တာလေးထည့်ပေးလိုက်ပါတယ်ရှင်။ Jewel Diary ကိုသွားတဲ့အချိန်ကတကယ်ကိုခရီးသွားအချိန်အခါဖြစ်နေတဲ့အတွက်လူအရမ်းများပါတယ်။အေးစစ်စစ်သွားလိမ့်မယ်ဆိုရင်တော့အခြားရက်တွေမှာသွားဖို့အတွက်အကြံပြုပါတယ်ရှင်။Wat Arun Temple လိုမျိုးပဲနောက်ထပ်နာမည်ကြီးပြီးတော့လူလာများတဲ့မြဖျားကတော့ဒီ Grand Palace ရဲ့ compound ထဲမှာရှိရပါတော့။ဟိုကတော့ကြောက်ဖျားမြစ်ကိုကူရမယ်စီကိုဒီ Grand Palace ရဲ့ဘေးနားတစ်လျှောက်ကနေပြီးတော့လမ်းလျှောက်ပြီးတော့သွားနေရပါ။What? Yeah, cái đó chị bạn. Nó làm không cha. Có lào. Nói gì? Cho con nào được. Sao chị làm? Chị cái em nhà mới chủ đây này.
မူးဆိုင်ကြီးอ่ะမူးဆိုင်ကမျက်နှာလားရှိ ရှောက်သွားပြီးတော့တိတ်မကြလိုက်ခင်မှာပဲပုတ်စီရမယ့်နေရာကိုရောက်လာပြီပေါ့နော်စိတ်ကမ်းမှာလေသူတို့ renovation ပြန်လုပ်နေရလားတော့မသိဘူးတချို့နေရာတွေကအကာတွေအမိုးတွေနဲ့တော့ဖြစ်နေရပေါ့နော်လာလေကြတဲ့ tourist တွေအများများတဲ့အတွက်အဲ့ဒီနေရာတော့ Wat Arun Temple ရှိတဲ့မြစ်တစ်ဖက်ကံကိုဖို့အတွက်တန်းစီရတယ်ပေါ့နော်ဘန်ကောက်မြို့ရဲ့ traffic ကိုရှောင်မှုအတွက်တခြားနီးလန်းကတော့အခုလိုမျိုးကြောက်ဖျားမြစ်ထဲမှာ ferry boat တွေစီးပြီးတော့မြို့ရဲ့အထင်ကြီးနေရာတွေကိုလည်းသွားလည်လို့ရတယ်ပေါ့နော် Icon Siam တို့ Asiatic တို့အခုလိုမျိုး Wat Arun တို့ Grand Palace တို့လေးလဲသက်သာတဲ့ traffic လည်းမရှိဘူးနောက်ထပ် experience အသစ်တစ်ခုအနေနဲ့ပေါ့နော်ဒီလိုမျိုးလေးကြောက်ဖျားမြစ်ထဲမှာစီးပြီးတော့လည်းဘန်ကောက်မြို့ထဲမှာရှောက်လည်လို့ရပါတယ်အာရွန်တမ်ပယ်ကိုရောက်ပြီဆိုလို့ရှိရင်တော့မလုံးမဖြစ်ထိုင်းရိုးရဝစ်စုံလေးနဲ့တပ်ပုံရိုက်ကြမှာပဲဖြစ်ပါတယ်ဆိုတော့ဂျိုဒိုင်ယာရီတို့လည်းအဲ့ဒီလမ်းတစ်လျှောက်မှာထိုင်းရိုးရဝစ်စုံလေးငားတဲ့ဆိုင်လေးတွေကိုဝင်ပြီးတော့ကြည့်ခဲ့တယ်ပေါ့နော်ဆိုင်နေရတစ်ခုနဲ့တစ်ခုဈေးနှုန်းမတူပါဘူးတချို့ဆိုင်နေရတစ်စုံလုံးမှာဘတ်150လောက်ပဲပေးရတယ်တချို့ဆိုင်နေရတော့200လောက်ကနေစပြီးတော့ရှိရပေါ့နော်ဂျိုဒိုင်ယာရီတို့ရွေးခဲ့တဲ့ဆိုင်လေးကတော့အမျိုးသမီးအတွက်လည်းဘတ်150ပဲအမျိုးသားအတွက်လည်းဘတ်150ပဲပေးခဲ့ရပါတယ်အ
အခုဒါကတော့ဝစ်စုံလဲပြီးပြီဖြစ်တဲ့အတွက်ဖျားတဲ့ကိုဝင်မှုပေါ့နော်တငယ်ချင်းတွေကတခြားဆိုင်မှာဖြစ်တဲ့အတွက်တငယ်ချင်းတွေစီကိုသွားပြီးတော့ဖျားတဲ့ကိုဝင်ကြပါတယ်ဝင်ကြီးအနေနဲ့ကတော့တယောက်ကိုဘတ်200ပေးရပါတယ်အဝင်ဝကတစ်ကက်စစ်တဲ့စီမှာတယောက်ကိုရေးတပူးစီပြန်ပေးပါရရှင်။ Bye bye. အာရွန်တမ်ပယ်ကိုရောက်ရင်ရိုးရဝစ်စုံလေးတွေငှားလို့ရတာမဟုတ်ဘဲနဲ့ photographer တွေပါတဲ့ service တွေလည်းငှားပြီးတော့ယူလို့ရတယ်ဆိုတာလေးပါထပ်ပြီးတော့ပြောကြားလိုပါတယ်ရှင်။ What around Temple ရဲ့အဓိပ္ပာယ်ကတော့ Jewel Diary တို့လေ့လာရသလောက် Temple of Dawn မြန်မာလိုပြန်မယ်ဆိုလို့ရှိရင်တော့မနက်ဦးပေါ့နော်အာယုံဦးဖျားလို့အဓိပ္ပာယ်ရပါတယ်ရှင်။ Temple of Dawn ဆိုပေမဲ့ညနေခင်းစီးစာချိန်တွေညပိုင်းချိန်တွေမှာလည်းအတော်ကိုတက်ပေပါတယ်ရှင်။ခုဒီ vlog ကိုကြည့်နေတဲ့သူတွေကဘန်ကောက်ကိုများရောက်ခင်မယ်ဆိုလို့ရှိရင်ဒီ What Around Temple ကိုတစ်ခေါက်လောက်တော့သွားကြည့်ဖို့အတွက် Jewel Diary တို့က recommend လုပ်ပေးလိုက်ပါတယ်ရှင်။နောက်ပတ်တွေမှာလည်း Jewel Diary တို့ရဲ့သွားထားစားထားလေ့လာထားတဲ့ vlog အသစ်ကလေးနဲ့ပြန်လာအောင်မှမို့ဆက်ပြီးတော့အားပေးကြပါအောင်ရှင်ဒီ vlog လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်